ခွန်6ခွန်ဆိုတုံညဘဝတီ9ထားပြမယ်နော်ဒီ3လုံးမှာတုံညခွန်ရှိထားတဲ့အတွက်ဒီ3လုံးမှာခွန်ဖြစ်နေတဲ့အတွက်တုံညခွန်ရှိနေတဲ့ဒီမှာ9ထက်မှာနှစ်ဘဝခွန်လို့ကြတယ်နော်ဟုတ်ပြီပရိထပ်ပြမယ်ဘေးပေါက်ရိုက်3လုံးမောင်း1နှစ်ခက်ပရိရိုက်ထားလားဒါမှမဟုတ်ဒီလေးကဒီကိုပို့တာလားနော်အမရှိပရိဆိုရိုက်သွားတယ်1နှစ်ခက်8ဆိုနောက်တစ်ချက်လာမယ်3လုံးမောင်း3နှစ်ခက်5ပရိ3နှစ်ခက်5ကြောင့်5ပရိစင်းလာလားဒါမှမဟုတ်ဒီ8ကြောင့်ဒီ8စင်းလာလားနော်ဒီမှာလာမယ်နောက်တစ်လုံး3လုံးမောင်း1 3ည4